ဒီနေ့ဗီဒီယိုလေးမှာတော့ကဘာပေါ်ကမယုံနိုင်စရာအကောင်းဆုံးအမွှာတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါအစိုးရကဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဝိညာဉ်ချင်းတူသောမှာသူတို့ကအသားရောင်တူသွေးသားတော်ဆန်းမှုလည်းမရှိဘူးဒါပေမဲ့ဂျီယာနဲ့ဇူရီတို့ဟာကိုယ့်ကိုယ်အမွှာဖြစ်ခံထားကြတဲ့သူတွေပါမင်းတို့ဘယ်လိုလုပ်အမွှာဖြစ်နိုင်မှာလဲဆိုတဲ့လှောင်ပြောင်မှုတွေကိုသူတို့ကဂရုမစိုက်ပဲဝိညာဉ်ချင်းတူတဲ့နှလုံးသားချင်းတစ်ဆက်တည်းကြတယ်လို့ရိုးရိုးရှင်းရှင်းပဲပြန်ဖြေခဲ့ကြပါတယ်သူငယ်တိုင်းကလေးကအရင်ဒီဆုံးသူငယ်ချင်းတွေဖြစ်ပြီးဒီနေ့ထိတိုင်ဝစ်စုံမှုပါတူအောင်ဝစ်စင်နေတော့ပါပဲလူဖွဲ့စည်းရဲ့ပိုင်းခြားမှုကိုသူတို့ရဲ့ချစ်ချင်းမြတ်တာနဲ့စမ်းကျင်ပြနေတဲ့စိတ်သက်ခွန်အားတွေပါပဲနှစ်ဖူးရှိစက်မှာ join နဲ့ join လို့မွေးဖွားလာကြမှာဆရာဝန်တွေကသူတို့ကို10နှစ်ထိပဲတက်ရှင်မယ်လို့ခံမှန်းခဲ့ကြပါတယ်နှစ်ဖူးရှိစက်မွေးဖွားလာတဲ့ဒီမော်တွေကအခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပြီယနေ့မှာတော့အသက်15နှစ်ရွယ်ကိုရောက်ရှိပြီးဒါစီအားလုံးကိုအောင်မြင်စွာကြော်ဖြတ်နေကြပါပြီမူလာတဲ့ညကိုအောင်မြင်အောင်ပြီးဆုံးခဲ့ပြီးဂုဏ်ဆောင်တဲ့စိတ်တောင်းအရှိခဲ့ကြပါတယ်ရရှင်ပြောရှင်သာဗီဒီယိုရိုက်ကူးကြတဲ့ဒီညီမတွေကအနာဂတ်မှာအတတ်နေမရှိပဲခွဲစိတ်မှုပြုလုပ်နိုင်မှုမျှော်လင့်နေစေပဲဖြစ်ပါတယ်အကွာခြားဆုံးတူညီမှုများစီနာနဲ့စီယာတို့ကတူညီတဲ့အမွှာတွေပါဒါပေမဲ့စီနာမှာလူမှုရောဂါရှိပါတယ်ဒါကြောင့်ညီမစီယာ30စင်တီမီတာလောက်ပိုတိုပြီးတော့ကိုယ်လေးချိန်နဲ့နဲနေပါတယ်စီယာရဲ့ဘဝခက်ခဲခဲ့ပြီးမွေးဖွားချိန်မှာ900ခရသာရှိခဲ့တာပါဒီလိုကွဲပြားမှုတွေရှိခဲ့ပေမဲ့ဒီညီမနှစ်ယောက်ကခွဲခြားလို့မရတဲ့တန်ရောစင်နဲ့တွဲနေကြပါတယ်တယောက်ကိုဒုက္ခပေးတဲ့ဆိုရင်တော့နောက်တယောက်ကိုဒုက္ခပေးတာနဲ့အတူတူပဲလို့တော့သူတို့ကခံယူထားကြပါတယ်ကမ္ဘာအလားဆုံးမော်ဒယ်မှာကလီမန်ညီမနှစ်ယောက်ကကမ္ဘာမှာအလားဆုံးမှာလို့သတ်မှတ်ခဲ့ကြပါတယ်သူတို့ရဲ့အလားကချက်ချင်းဆိုပြီးတော့အောင်မြင်မှုလမ်းကိုဖွင့်ပေးခဲ့တာပါနောက်စလုံးကလည်းဓာတ်ပုံရိုက်ရတာကိုဝါသနာပါတာကြောင့်မိဘတွေကညီမနှစ်ယောက်တို့ပညာရေးနဲ့မော်ဒယ်အလုပ်တွေအတွက်အစီအမပြေလုပ်နိုင်အောင်စီမံပေးခဲ့တာပါအခုဆိုရင်ဒီညီမတွေက follower တွေအများကြီးရှိနေပြီနာမည်လည်းကြီးလာနေခဲ့ပါပြီခန္ဓာကိုယ်တစ်ခုလုံးကိုမျှဝေသုံးစွဲသူများပင်နဲ့ပြီးကြတော့ခါးချစ်ဆက်မွေးဖွားလာတဲ့အမော်တွေပါအစာပိုင်းမှာမတက်ရက်ဖို့လမ်းလျှောက်ဖို့တော့ခက်ခဲခဲ့ပါလေဒါပေမဲ့သူတို့ကလက်ကိုအားပြုပြီးချိန်ကိုက်လမ်းလျှောက်တက်အောင်တင်ယူခဲ့ချိန်မှာတော့အဆင်ပြေသွားခဲ့ပါလေပင်ကညာဘက်ခြေထောက်ကိုထိန်းချုပ်ပြီးပြီးကဘယ်ဘက်ခြေထောက်ကိုထိန်းချုပ်ပါလေသူတို့ကလမ်းတွေလျှောက်တာအပြင်ဝက်စားဝတ်တာသုံးမိဆိုင်တွေစီးတာတွေကိုလည်းအဆင်ပြေလုပ်နိုင်ခဲ့ပါလေနောက်ပြီးသူတို့ကခွဲစုပ်တာတွေမလုပ်ဘဲနဲ့ဒီတိုင်းနေဖို့အထိဆုံးဖြတ်ထားခဲ့ကြတာဖြစ်ပါတယ်အဲပိုင်းလုံးမှာစာအုပ်ပေါ်မှာမွေးဖွားကြီးပြင်းခဲ့တဲ့လာယာနဲ့မာယာညီမတွေရှားပါတဲ့အလှကဘာကိုတုံလုံးစေခဲ့ပါတယ်သူတို့နှလုံးဟာရေပြားနဲ့သပင်ရောင်ကိုရှော့ချပြီးတဲ့အဲပိုင်းလုံးယောဂရှိနေတဲ့သူတွေပါဘရာဇီးတပုံဆရာဖီနီရှက်တေယာနိုဗာရဲ့ရှားပါပန်းများ project မှာသူတို့ရဲ့အလှတရားကိုပတ်တန်းတင်ခဲ့ပါတယ်အစောပိုင်းမှာသူတို့ရဲ့ရုပ်ရည်ကြောင့်လောင်မြောင်တာကိုခံခဲ့ရပေမဲ့အခုတော့ကဘာကြီးရဲ့မတူကွဲပြားတဲ့အလှတရားနဲ့တက်တည်ဖြစ်နေရက်တည်နေကြပါပြီဒီနောက်ဆုံးအမွှာကတော့ထူးထူးဆန်းဆန်းပါပဲသူတို့ကအမွှာချင်းပေါင်းဆက်သွားတယ်အဲကြောင့်မလို့သူတို့ကိုစတုတ္တအမွှာလို့ခေါ်ရမှာပါအမွှာဘောတော်တခုမှစုံတွေပြီးတော့တူညီတဲ့အမွှာညီမနှစ်တွဲတူညီတဲ့အမွှာညီမနှစ်တွဲနဲ့ချစ်ချမ်းဝင်သွားပါတယ်နောက်တော့တနေ့တွင်နှစ်တွဲစလုံးမင်္ဂလာဆောင်ပြီးတော့ဆင်နွှဲခဲ့ကြတော့သူတို့လျောက်စလုံးအတူတူနေထိုင်ကြပြီးမကြခင်မှာပဲကလေးနှစ်ယောက်ရရှိခဲ့ပါတယ်အဲ့ကလေးနှစ်ယောက်ကဖားခင်မတူပေမဲ့မျိုးရိုးဗီဇအရာညီကိုတွေလိုတူညီနေတဲ့အတွက်စတုတ္တအမွှာများလို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်ဒီထူးခြားတဲ့မိသားစုကလည်းအိမ်တိမ်ထဲမှာပျော်ရွှင်စွာနေထိုင်နေခဲ့ကြပါတယ်နောက်ဆုံးပြောပြပေးခြင်းတဲ့အမွှာကတော့နည်းနည်းလေးထူးခြားပါတယ်ဒီအမွှာတွေကတော့နှစ်ပေါင်းများစွာကြာပြီးမှပြန်လည်စုံစည်းခဲ့တယ်လို့ဆိုရမှာပါတရုတ်မှာညီမအော်ရီနဲ့ဂရိတ်တို့ဟာမွေးပြီးမကြခင်မှာခွဲခွာခဲ့ရပြီးမတူညီတဲ့မိသားစုတွေမှာသွားပြီးတော့နေခဲ့ရပါတယ်အော်ရီရဲ့မိခင်ကမွေးသားသမီးရဲ့အတိတ်ကိုရှာဖွေရင်ခက်စင်ကလေးငယ်ပုံကိုမမျှော်လင့်မဲ့တွေးရှိခဲ့တဲ့အချိန်မှာဒီညီမနှစ်ယောက်ကပြန်လည်စုံစည်းဖို့ဖြစ်လာခဲ့ရတာပါစိတ်လှုပ်ရှားတဲ့အကောင်းနဲ့သူတို့ညီမတွေပြန်လဲစုံစည်းပွဲကိုရုပ်သံအစီအစဉ်တွေမှာပြသခဲ့ပါတယ်။မိုင်မောင်းထောင်ကြီးဝေးကွာနေပြီမှာအော်ဒရီယာအမွှာညီမနဲ့မစုံရင်ကတကူလိုနေရလို့ခံစားနေခဲ့ရပြီ။ခုတော့သူကပြည့်စုံသွားပြီလို့ဆိုပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ပူးစုတရရစရာတွေနဲ့လူချင်းမင်းတို့သိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင် comment မှာချပေးခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်။